ယောက်ျားစင်စစ်ကနေဘာပြောင်းသွားမိမပြောင်းသွားလားဟုတ်လားဟာရှက်လိုက်တာရေလည်းမချိုးရတော့မင်းဘာဖြစ်လို့ဒီလိုဘဝပြောင်းတယ်လဲမေးလည်းမဖြေရတော့တထေသားဘဝနဲ့အိမ်အောင်ကြသားသမီး2ယောက်ရသားလေး2ယောက်သား2ယောက်ရတဲ့အဲ့ဒီတထေသားကအခုလိုနေရသည်မနဲ့စောစောရေချိုးစင်းကြတငယ်ချင်းနေနဲ့ရေချိုးစင်းသွားလိုက်တော့ရေချိုးတဲ့လမ်းမနဲ့7 နာရီ 9 နာရီလောက်မြို့ထဲကိုရွာထဲကိုဆုံးကံဝင်ဖို့အရှင်ကိစ္ဆာယနာအရှင်မကိစ္စည်းခေါ်တာပေါ့အလွန်ချောလွန်လာတဲ့ယဟန္တာမထေရဘာသင်္ကန်းယုံမြို့ထဲရွာထဲကိုမှသင်္ကန်းယုံနဲ့ဆိုဦးဇင်းတို့ပုံပေါ့လေဘင်းကိုဖုံးတယ်ဒီလက်ကဝက်ဖုံးတယ်ဒါသင်္ကန်းယုံနဲ့ခေါ်ဒီလိုလေးဖြစ်ဖို့ရန်အတွက်ဒီအပေါ်ကဝက်ရတဲ့ဧကတိကိုယုံရပေါ်ကဝက်တဲ့ဧကတိဆိုတာငါးပြတ်ဖြတ်ပြီးငါးဆက်ဆက်ချုပ်ထားတဲ့သင်္ကန်းကြီးဆိုကြီးတော့အောက်ကသင်္ကန်းစားနဲ့စားအောက်ကျပြီးတော့ဖုံတွေမြူတွေမလူရအောင်ဒူးကြမှာညှက်အပေါ်ကသင်္ကန်းစားနဲ့စားကိုညီအောင်ဆွဲဆန့်ပြီးတော့ဒီလိုလိတ်ကလေးဖြစ်အောင်လိတ်ရအဲ့ဒီအချိန်မှာကြီးတဲ့သင်္ကန်းကနောက်ကျောကလျှော့ကြတော့ခန္ဓာကိုယ်နောက်ကျောကအသားရည်လေးကိုရေချိုးဆင်းလာတဲ့တထေသားကလှမ်းကြည့်ကောင်းလိုက်တဲ့အသားရည်အိမ်ကမျိုးသမီးသာဒီကိုယ်တော်လိုအသားရည်ကောင်းရင်ကောင်းစိတ်ထဲရနော်နည်းနည်းလေးနားတဲ့တမျိုးဖြစ်ရင်ဒီကိုယ်တော်ကငါအမျိုးသမီးဖြစ်ရင်ဘလောက်ကောင်းမလဲဘာနဲ့ပြုတဲ့အာကုသိုလ်လဲစိတ်နဲ့ပြုတဲ့အာကုသိုလ်သူတော်ကောင်းတွေကြားဘူးပါယောက်ျားစင်စစ်ကနေဘာပြောင်းသွားမိမပြောင်းသွားလားဟုတ်လားဟာရှက်လိုက်တာရေလည်းမချိုးရတော့မင်းဘာဖြစ်လို့ဒီလိုဘဝပြောင်းတယ်လဲမေးလည်းမဖြေရတော့အိမ်မနေတော့ကအဖေအခုပြန်မှအမေဖြစ်မှတားတွေလည်းပဲမပြရဲတော့အဲ့ဒါနဲ့အဲ့ဒီနားကနေထွက်ပြေးသွားတဲ့အိမ်မှာတက်ကတူပြေးသွားတဲ့လှဲ9ရောင်နောက်ကိုလိုက်မိန်းကလေးရဲ့ခြေထောက်ဖြစ်သွားတော့နုညံ့ပြီးတော့နေတဲ့ဒီခြေထောက်ကများစွာသောခရီးကိုလမ်းမလျှောက်နိုင်တော့အဲ့ဒါနဲ့လှဲ900လက်စုပ်ကလေးကိုလှဲကပေးပြီးတော့လိုက်သွားတို့ပြောကြပါစို့တက်ကတူပြေးရောက်တော့တက်ကတူပြေးကတထေသားနဲ့သူနဲ့သွားညာလိုက်တော့မိန်းကလေးဘဝနဲ့အိမ်အောင်ကြတယ်သား2ယောက်ရပြန်တယ်ကဲကြည့်နော်အကုသိုလ်ဒီကိုယ်တော်ကငါမျိုးသမီးဖြစ်ရင်ကောင်းမှလို့ပြောလိုက်တာကြံလိုက်တဲ့ခဏလေးပဲမို့လားစိတ်ကခဏလေးဒါပေမဲ့လို့အကျိုးပေးတော့ခဏလေးဟုတ်သေးလားဟောခုကလေး2ယောက်တောင်ရတယ်ဟုတ်တယ်မို့လား